ဒီအပင်ပါအပင်ဒီဒီမှာအပွင့်သူ့အပွင့်อ่ะပြားရည်လိုပဲအနှံ့မွေးရောမဆိုပွင့်တဲ့အချိန်ကျရင်ပြားတွေအများကြီးပဲဘာပြားဆိုတာအမျိုးမျိုးပဲလာသူ့အပွင့်ဆိုရင်သူ့အနှံ့ကတအားမွေးတယ်ပြားရည်လိုပဲမွေးပြီးတော့ဆူရတဲ့သူတွေလည်းအရန်ကိုဆက်ရွအေးချမ်းနေတယ်ဆက်ရွဆွေးလန်းစေတယ်ဒီပင်ကဘာအပင်လည်းမသိဘူးဒါမှခုံမထီးသူ့အပွင့်တဲ့ခါကျရင်တအားမွေးတယ်ပြားရည်လိုပဲမွေးပြီးတော့မအများကြီးပဲဒါမှပိတ်ခုံမတောက်ကျွန်တော်ခေါ်တာကတော့ပြားရည်ပင်လိုပဲမသူ့အပွင့်ပြားရည်လိုမွေးလို့ဒါပြားရည်ပင်လို့ကျွန်တော်ခေါ်လိုက်တယ်မအများကြီးပဲ